မက်ဆီတယောက်ကမ္ဘာဖလားနဲ့တူရှစ်ကြိမ်မြောက်ဘလော်ဒီယောဆုရပြီးနောက်ပိုင်းမှာတော့ရိတ်သက်တချို့ကရန်နယ်ဒိုကိုလှောင်ပြောင်ခဲ့ပါတယ်ဒါပေမဲ့စူပလာတွေများတိုင်းပိုအောင်မြင်တယ်လို့သတ်မှတ်လို့မရပါဘူးဒိုင်တွေရဲ့ဗတ်လိုက်မှုအသင်းတွေရဲ့လက်ထုံးမှုတွေအပြင်စူပလာတိုင်းကလည်းမတန်ရှင်းနေတာအားလုံးရိပ်မိကြမယ်ထင်ပါတယ်ဒါပေမဲ့ရိတ်သက်ရဲ့နှလုံးသားလူငယ်ကစားသမားလေးတွေရဲ့နှလုံးသားကတော့မလိညာတတ်ပါဘူးရန်နယ်ဒိုဆိုတော့ဘောလုံးသမားတစ်ယောက်အနေနဲ့အောင်မြင်တဲ့သူမဟုတ်ပါဘူးသူ့ရဲ့ကြိုးစားမှုဆရာတက်တန်မှုတွေကအသက်38နှစ်အရွယ်ရောက်နေတာတော့တစ်ဆက်ကလေးမှမလျော့သွားပါဘူးဒါကြောင့်လေလူငယ်ကစားသမားတိုင်းရဲ့လေးစားအားကြရဆုံးပုံကိုတူဦးဖြစ်နေထိတ်ဆုံးကနေရက်တည်နေပါတယ်အမ်ဘာပီဟာလန်ဖီနီစီယက်စ်ရာဖေးလီဆိုဆာကာစတဲ့ဒေဒီဂျေလူငယ်ကစားသမားလေးတွေရဲ့အိုက်ဒေါ်ကရန်နယ်ဒိုပါပြီးခဲ့တဲ့ညကစပါးနဲ့ပွဲစဉ်မှာချက်စီတိုက်စစ်မှုနီကိုလက်ဂျက်ဆင်ကဟက်ထရစ်သွင်းပြီးမှရန်နယ်ဒိုရဲ့စတိုင်ဖြစ်တဲ့ဇူးဆိုပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်ဒီအချက်ကိုကြည့်ရင်တော့ရန်နယ်ဒိုကဘောလုံးလောကရဲ့လူငယ်ကစားသမားတိုင်းရဲ့နှလုံးသားထဲမှာ